လူစီတို့သားမိနှစ်ယောက်ဟာတက်လေကားတဲ့ကိုလှမ်းဝင်ပြီးလို့တကားပိတ်ခါနေလေးမှတင်လူစိမ်းတစ်ယောက်ကအတင်းတိုးပြီးဝင်လာခဲ့ပါတော့တယ်အဲ့ဒီလူစိမ်းကတကူလုံးကိုလုံခြုံအောင်ဝတ်ထားယုံတင်မကပဲတစ်ချိန်လုံးကောင်းကိုမုန်းထားတာပါပဲအဲ့ဒီအချိန်မှာသမီးဖြစ်သူကတခုခုကိုတတိထားမိသွားပြီးအပြင်မှာမိုးလည်းမရွာပဲနဲ့ဒီလူစိမ်းကဘာဖြစ်လို့ထီးကိုကင်ထားတာလဲလို့လူစီကိုမေးလိုက်ပါတယ်လူစီလည်းသမီးဖြစ်သူရဲ့စကားကိုကြားတော့တကူလုံးတုန်တက်သွားပြီးအဲ့ဒီလူတွေရှောက်ပြီးမမေးရဘူးလို့ဆိုပြီးသမီးဖြစ်သူကိုချက်ချင်းထားလိုက်ရပါတယ်အဲ့ဒီနောက်တက်လေကားတဲ့ကနေထွက်လာနိုင်တော့မှပဲလူစီဟာတပြင်းရှည်ကြီးတစ်ချက်ချနိုင်ပါတော့တယ်လူစီဒီလောက်တောင်ကြောက်လန့်နေရတဲ့အကြောင်းရင်းကတော့အဲ့ဒီလူစိမ်းဟာသူတို့နောက်ကိုတလန်းလုံးတောက်လျှောက်လိုက်လာခဲ့တယ်လို့သူတို့နေတဲ့အိမ်ယာဝင်းထဲရောက်တဲ့အထိတောင်အဲ့ဒီလူစိမ်းကတစီတကောင်လူနောက်ကနေလိုက်နေတော့မှုလို့ပါပဲအခုလေလူစီတက်ပြင်းချရုံရှိသေးအိမ်ထဲဝင်ဖို့ပြုတ်ဝက်နံပါတ်ကိုနှိတ်ခါနီးမှာပဲအဲ့ဒီလူစိမ်းကနံပါတ်ကိုချောင်းကြည့်ဖို့လုပ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်အဲ့ဒါနဲ့လူစီလည်းနံပါတ်ကိုမမြင်ရအောင်မြန်ကွယ်လိုက်တယ်လို့ဘာမှမလုပ်ပဲတမင်ရက်နေလိုက်ပါတယ်ဒါပေမဲ့တမီးဖြစ်သူကတော့လူစီနံပါတ်မေ့သွားတဲ့အထင်နဲ့နံပါတ်တွေကိုအတန်ထွက်ပြီးပြောချလိုက်ပါတော့တယ်လူစီလည်းတမီးဖြစ်သူရဲ့ပါးစပ်ကိုအမြန်လန်းပိတ်လိုက်ပြီးအနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူစိမ်းဟာပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီလူစိမ်းကနံပါတ်ကိုတိသွားပြီးဖြစ်တာကြောင့်လူစီကပြန်လာမှစိုးတာနဲ့အိမ်ထဲရောက်ချင်းနံပါတ်ကိုချက်ချင်းပြောင်းလိုက်တာပါပဲဒီနံပါတ်ပြောင်းလဲလိုက်မှုကလူစီတို့ကိုဘေးရန်နေကနေခဏကတင်လိုက်တယ်ဆိုတာလူစီကိုယ်တိုင်လည်းမသိခဲ့ပါဘူးအဲ့ဒီနောက်တမီးဖြစ်သူနဲ့အေးအေးဆေးဆေးနေနေတဲ့အချိန်မှာပဲအိမ်ယာဝင်းဖုန်းကရုတ်တရက်ဝင်လာပြီးပါဆယ်ဘုံတစ်ခုရောက်နေလို့အောက်ကိုဆင်းယူဖို့လှမ်းပြောပါတယ်ဒါကြောင့်လူစီလည်းတမီးဖြစ်သူကိုငြိမ်ငြိမ်လေးနေခဲ့နော်လို့မှာခဲ့ပြီးပါဆယ်ဘုံသွားယူဖို့အောက်ကိုအပြေးလေးဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ပါဆယ်ဘုံကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အုံးလိုကြီးပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့လူစီကြောင်တောင်ဖြစ်နေတော့မှပဲတမီးဖြစ်သူစီကနေဖုန်းဝင်လာပါတော့တယ်တမီးဖြစ်သူပြောတာကအပြင်မှာတယောက်ယောက်ကတကားလာခောက်ပြီးပီဇာလာပို့နေတယ်ဆိုတာပါပဲအဲ့ဒီနောက်လူစီလည်းပီဇာမှာထားတာကခုလေးတင်ဖြစ်ပြီးဘလို့လို့ဒီလောက်မြန်မြန်ရောက်လာမှလဲဆိုတာနဲ့လက်ထဲကပါဆယ်ဘုံလို့ကိုတွေးမိပြီးလူစီရဲ့စိုးရိမ်စိတ်တွေကအမြင့်ဆုံးကိုရောက်သွားပါတော့တယ်ဒါကြောင့်လူစီဟာတမီးဖြစ်သူကိုဘသူလာတကားလုံးဝမဖွင့်ပေးနဲ့လို့ပြောပြီးအိမ်ကိုအမြန်ဆုံးပြေးသွားပါတော့တယ်တစ်ဖက်မှာတော့တမီးဖြစ်သူနားထဲမှာအပြင်ကနေလှို့ဝက်နံပါတ်ကိုနှိပ်နေတဲ့အတန်တွေကိုကြားနေခဲ့ရပါတယ်လီဆာကလည်းဒီဘက်မှာတက်လေကားခလုတ်ကိုနှိပ်နေပေမဲ့တက်လေကားကပေါ်မလာတာကြောင့်လေကားကနေပဲအပြေးလွှတ်တက်လာခဲ့ရပါတယ်အိမ်ထဲကတမီးဖြစ်သူကတော့အပြင်မှာအတန်တွေတိတ်သွားလို့တကားမှန်ပေါက်ကနေအပြင်ကိုကြည့်လိုက်မိပါတယ်အဲ့ဒီအခါမှာတော့ခုနကမြင်ခဲ့တဲ့အဲ့ဒီလူစိမ်းကတကားမှာကပ်ပြီးစောင့်ကြည့်နေတာကိုမြင်လိုက်ရပါတော့တယ်တစ်ချိန်တည်းမှာလူစီလည်းအိမ်ရှိကိုရောက်လာပြီးတကားဖွင့်ဝင်ကတမီးဖြစ်သူကိုအမြန်လန်းဖက်လိုက်တာပါပဲဒါပေမဲ့လူစီမသိလိုက်တာကအဲ့ဒီလူစိမ်းကသူမရဲ့နောက်ကျောဘက်မှာရောက်နေပြီဆိုတာပါပဲကံကောင်းစွာနဲ့လူစီလည်းအချိန်မီသတိထားမိသွားပြီးခဏလေးတွင်းမှာပဲတကားကိုအမြန်ပိတ်လိုက်နိုင်ခဲ့လို့ဘေးအန္တရာယ်ကနေလွတ်မြောက်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ရဲကိုဖုံးဆက်ပြီးတိုင်းလိုက်တယ်လို့ခင်မုန်းဖြစ်သူချက်လည်းအိမ်ကိုပြန်ရောက်လာခဲ့ပါတယ် CCTV မှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါရဲတွေကတော့ဒါရည်ရွယ်ချက်ရှိကလဲစားချေတဲ့လုပ်ရက်ပဲလို့ကနဦးကောက်ချက်ချကြပါတယ်ဒါပေမဲ့အဲ့ဒီလူစိမ်းကတစ်ချိန်လုံးဆိုင်ကယ်အုပ်ထုတ်ဆောင်ထားတာကြောင့်ဘသူဖြစ်တယ်ဆိုတာခွဲခြားလို့မရပြန်ပါဘူးအဲ့ဒီနောက်ချက်ရဲစခန်းကနေပြန်လာပြီးအိမ်ထဲဝင်ဖို့လုပ်တဲ့အခါမှာတော့အိမ်ရှိတကားမှာထူးဆန်းတဲ့တင်ဂီတာအမှတ်သားတွေလှုပ်ထားကိုမြင်လိုက်ရပါတော့တယ်အဲ့ဒါကတော့ရာဇဝတ်ကောင်တွေကအိမ်ထဲကလူရည်အတွက်ကိုမှတ်သားထားတဲ့အမှတ်သားတွေပါပဲဒါကြောင့်ချက်လည်းဒီအတိုင်းကြောင်ပြီးရက်ကြည့်နေတော့မှပဲသူ့ဖုန်းကရုတ်တရက်မြည်လာခဲ့ပါတယ်အဲ့ဒီနောက်ဖုန်းထဲကနေအတန်တစ်ခုကိုကြားလိုက်ရတဲ့အခါမှာတော့တက်ဟာအသက်ရှူဖို့တောင်မေးသွားရတဲ့အထိကြောက်လန့်တကြားဖြစ်သွားပါတော့တယ်